ရေပန်းရောင်ရင်ဂုံတူးချက်ခုထွက်တဲ့မောင်တိုးဝေရန်ကိုဆရာဝန်ဖြစ်အောင်လုပ်ပေးမဲ့နန္တာလိုင်းနဲ့တထေးကြီးစီတီဟာတွန်တီမြို့နယ်ကနေမိဘတွေကိုအပုမပေးပဲမနက်တိုင်းပန်းကုန်းတီရောင်ရင်2026ခုနှစ်တက္ကသိုလ်ဝင်တန်းမှာရန်ကုန်တိုင်း Top 9သိပ္ပံတွဲဝင်ခဲ့တဲ့မောင်တိုးဝေရန်ကိုအားလုံးသိကြမှာပါသူကဆရာဝန်ဖြစ်ခြင်းနဲ့ကြီးမားတဲ့ရည်မှန်းချက်ရှိပေမဲ့မိသားစုစားဝတ်နေရေးနဲ့အခက်အခဲတွေကြောင့်ဆက်လက်ရှောင်လန်းဖို့ရုန်းကန်နေကြရတာပါအဲ့ဒီအချိန်မှာပဲအနုပညာရှင်နန္ဒာလိုင်ရဲ့ခင်မဖြစ်သူဦးစေတီဟာကအစေးကြောင်းတက်ဖို့အခက်အခဲဖြစ်နေတဲ့ကျောင်းသား2ဦးကိုပညာဒါနပြုမယ်ဆိုတဲ့သတင်းစကားပေါ်ထွက်လာပါတယ်ဒီအခွင့်အရေးကိုလက်လွတ်မခံမဲ့ပရိသတ်တွေကသားလိမ္မာလေးမောင်တိုးဝေရဲ့အတွက်ဝိုင်းဝန်းပြီးတော့လိပ်စာတွေဖုန်းနံပါတ်တွေမှတ်ချက်ရေးကကူညီတောင်းဆိုပေးခဲ့ကြပါတယ်။အများရဲ့မြတ်တာအားတွေကြောင့်ဦးစေတီဟာကိုယ်တိုင်ကကလေးကိုပညာသင်စေကူညီဖို့ဆက်သွယ်သွားပါမယ်လို့ရင်ခုန်စရာအတီးပြုဖြေကြားပေးလိုက်တာဖြစ်ပါတယ်။စီရင်နှံပါမှုတွေကြားကနေကိုချရာပေါ်ကိုရက်ပြီးတော့စူးစမ်းခဲ့တဲ့လူငယ်လေးတယောက်အခုလိုစေတနာရှင်တွေနဲ့တွေ့ဆုံခွင့်ရသွားတာကတကယ်ကိုကြည်နူးစရာပါ။မောင်တိုးဝေရဲ့တယောက်ဒီထောက်ပံ့မှုတွေနဲ့အတူအနာဂတ်မှာနိုင်ငံကအားထားရတဲ့အောင်မြင်တဲ့ဆရာဝန်ကြီးတယောက်ဖြစ်လာပါစေလို့အားလုံးနဲ့အတူထပ်တူဆုတောင်းပေးလိုက်ပါတယ်။ပရိသတ်ကြီးတို့ရောဒီသတင်းလေးကြောင့်ဘလောက်တောင်ပီတိဖြစ်ရလဲဆိုတာမှတ်ချက်လေးတွေရေးသားပေးခဲ့ကြပါဦးရှင်။အမျိုးသားနဲ့ကွဲအပြေးမှာအနေထိုင်မတက်လို့လူပြောများနေတဲ့ငိမ့်မြတ်သူအိမ်တော်ရေးအဆင်မပြေမှုကြောင့်တကိုယ်ရဲရုန်းကန်နေရတဲ့ငိမ့်မြတ်သူဟာအနေထိုင်မတက်လို့ဝေဖန်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရပါတယ်။ငိမ့်မြတ်သူဟာအရင်အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့်ကလေးတယောက်အမေအဖြစ်နဲ့ဘဝကိုတယောက်တည်းရုန်းကန်ခဲ့ရတာပါအခုနောက်ပိုင်းမှာတော့သူမရဲ့ဘဝတွေကိုဟာစီဆိုတဲ့သူရောက်ရှိလာပြီးနောက်ပိုင်းအနေအထိုင်အပြုတ်မှုတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်အချို့ရဲ့အဝေဖန်မှုတွေကိုပြင်းပြင်းထန်ထန်ခံနေရပါတယ်ကလေးမေဖြစ်ပြီးတော့အနေအထိုင်မတက်ဘူးအိမ်ထောင်ခွဲပြီးမကြခင်မှာနောက်တစ်ယောက်နဲ့ရောက်လာတယ်စတဲ့အဝေဖန်တန်တွေကလူမှုကွန်ရက်မှာဆူညံနေပါတယ်ငိမ့်မြတ်သူကတော့သူမကအခုလိုမျိုးလူတွေအထင်လွဲနေတယ်လို့မဟုတ်ကြောင်းစိတ်ချမ်းသာရတဲ့ဘဝကိုတိဆောက်နေရတာဖြစ်ကြောင်းပြန်လည်ပြီးတော့ရှင်းပြခဲ့ပေမဲ့ဝေဖန်သူတွေကတော့ကလေးမိခင်တယောက်အနေနဲ့အနေထိုင်ပူပြီးတော့စီရင်ကျင်တဲ့နယ်လို့ထောက်ပြနေပါတယ်။တချို့တွေကတော့သူမရဲ့ကိုယ်ပိုင်ဘဝကိုသူမစိတ်ကြိုက်နေထိုင်ခွင့်ရှိတယ်လို့ကာကွယ်ပေးထားပေမဲ့တချို့တွေကတော့ပုံရိပ်တစ်ခုကိုထိမ့်သိမ့်ဖို့လိုအပ်တယ်လို့ဆိုပြန်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောငိမ့်မြတ်သူရဲ့အခုလိုအနေထိုင်ပုံစံနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမြင်ရှိပါသလဲဝေဖန်သူတွေပြောသလိုပဲမိခင်တယောက်အနေနဲ့အနေထိုင်ဆင်ခြင်သင့်တာလားဒါမှမဟုတ်သူမရဲ့ကိုယ်ပိုင်ဘဝကိုသူမစိတ်ကြိုက်နေထိုင်ခွင့်ရှိတာလားဆိုတာကို comment မှာပြောပြခဲ့ပါဦးရှင်